Facebook မှာအတန်းရှင်းရှာကပောက်ကရတင်နေတဲ့ဆယ်လီမီချိုကိုအခုလိုတဲဝုန်းလိုက်တဲ့ဆယ်လီအောင်ရဲကျော်ပရိသတ်များအလုံးမင်္ဂလာပါရှင်ဘာမစ်နောင်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ငလင်ပေးအပြည့်အခုချိန်မှာမြန်မာနိုင်ငံမှာအကြီးကျယ်ပွဲဖြစ်နေရကတော့ဂျာမနီကဆယ်လီမီချိုနဲ့မန္တလေးမြို့ကဆယ်လီအောင်ရဲကျော်တို့ပဲဖြစ်ပါတယ်အခုဆိုရင်တော့မီချိုနဲ့အောင်ရဲကျော်တို့ရဲ့ Facebook ရန်ပွဲကတော်တော်လေးကိုပြင်းထန်နေရဖြစ်ပြီးတော့အမေရိကန်နိုင်ငံကဆယ်လီသမီးစိုးတောင်ပါဝင်လာခဲ့ပါပြီဆယ်လီမီချိုကရှိုင်းဝနာကတော့အညာဘက်ကရွာတရွာကဖြစ်ပြီးတော့ဆယ်လီမဖြစ်ခင်မှာမကြီးရွက်ခူးရောင်းခဲ့ရတယ်လို့ဆိုပါတယ်။အဲဒီနောက်မှာတော့မီချိုကအလုပ်စူးစမ်းရင်းနဲ့အခုဆိုရင်တော့ဂျာမနီနိုင်ငံကိုရောက်ရှိနေထိုင်နေရဖြစ်ပါတယ်။ဆယ်လီမီချိုဟာဂျာမနီကိုရောက်အပြီးမှာဟာတာဗီဒီယိုလေးတွေကိုတင်ရင်းနဲ့ပရိသတ်တွေရဲ့အားပေးမှုကိုရရှိနေရဖြစ်ပါတယ်။အထူးသဖြင့်တော့ဆယ်လီမီချိုရဲ့မနစ်ကရခိုင်နက်တိုးအကဟာအင်တာနက်တစ်ခုလုံးမှာ trend ဖြစ်ခဲ့ရပါပုံမှန်ဆိုရင်တော့ဆယ်လီမီချိုဟာတာထဲလန့်ရှိတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ဒါပေမဲ့လည်းဆယ်လီမီချိုရဲ့အားနည်းချက်တစ်ခုက attention ရှာလွန်းတာပါ။ဆယ်လီမီချိုဟာအရင်ခရီးသော vlog ရိုက်တာတွေမှာလည်းတမင်တကာနိုင်ငံသားသားတွေနဲ့ရန်ဖြစ်ကောင်ပွဲရှာပြီးတော့လူစိတ်ဝင်စားမှုရအောင်လုပ်လို့ရှိပါတယ်။ဒါအပြင်ပိုဆိုရာက Facebook monetization တွေနဲ့ Facebook ကငွေဝင်အပြီးမှာပါ။ဆယ်လီမီချိုဟာဘာကြောင့်မှမသိပေမဲ့အခုနောက်ပိုင်းမှာတော့ Facebook ကငွေရအောင်တော်တော်လေးကိုစူးစမ်းလာတာဖြစ်တယ်လို့ဆိုကြပါတယ်။အထူးသဖြင့်တော့ငလင်ဘေးမှာဆယ်လီမီချိုကငလင်သတင်းအမှားတွေတခြားသောသတင်းတွေကိုလူစိတ်ဝင်စားမှုမရအောင်လုပ်ပြီးတော့ငွေရှာနေရဖြစ်တယ်လို့ပြောကြပါတယ်။တကယ်ဆိုရင် Facebook ကနေငွေဝင်အောင်လုပ်ပြီးတော့ငွေရှာတာကမီချိုတယောက်တည်းမဟုတ်ပါဘူး။တခြားလူတွေလည်းပါဝင်ပါတယ်။ဒါပေမဲ့လည်းဆယ်လီမီချိုဟာနာမည်ကြီးဆယ်လီတယောက်ဖြစ်ပါလေရဲ့နဲ့မျိုးစုံအတန်းရှင်းရှာပြီးတော့လုပ်နေရကြောင်းလူမြင်ကက်ခံနေရပါတယ်။အထူးသဖြင့်တော့ငလင်ဘေးမှာလူတွေဒုက္ခရောက်နေချိန်မီချိုကဆိုရင်အဆိုပါငလင်ဘေးနဲ့အသုံးချပြီးတော့ Facebook ကဝင်ငွေကိုရှာနေခဲ့တာဖြစ်ပါတယ်။အထူးသဖြင့်မီချိုကငလင်ဘေးသတင်းအမှားတွေနဲ့ငွေရှာခဲ့ပါသေးတယ်။မီချိုကတော့သူရှာတဲ့ငွေကငလင်ဘေးတင်ပြည်သူတွေကိုကူညီဖို့ဆိုပြီးအကြောင်းပြချက်ပေးပါတယ်။ဒါပေမဲ့လည်းမီချိုကကြီးကျယ်ခမ်းနားစွာလှူလိုက်တယ်ဆိုတဲ့သတင်းမျိုးလည်းမတွေ့ခဲ့ရဘူးလို့ပြောကြပါတယ်။မီချိုကတော့သူသိန်း100လှူထားတယ်ဆိုပြီး KB screenshot တွေချပြပါတယ်။ဒါပေမဲ့သိန်း20ဘိုးတောင်မရှိတာကိုလည်းတွေ့ရပါတယ်။ဒါကြောင့်မလို့ဆယ်လီအောင်ရဲကျော်ကမီချိုကိုတဲဝုန်းလိုက်တာပါ။အထူးသဖြင့်တော့မီချိုက Facebook ကပတ်စံရဖို့အတွက်ငလင်ဘေးတင်ပြည်သူတွေကိုအသုံးချပြီးတော့အတန်းရှင်းရှာကလှုပ်ရှားနေရလို့တဲပြောလိုက်ပါတယ်ဆယ်လီအောင်ရဲကျော်ကမီချိုလိုပါပဲဟာတာဗီဒီယိုတွေနဲ့နာမည်ကြီးလာတဲ့ Facebook ဆယ်လီတဦးဖြစ်ပါတယ်ငလင်ဘေးမှာတော့ဆယ်လီအောင်ရဲကျော်ဟာကိုယ်တိုင်ငလင်ဘေးတင်ပြည်သူတွေကိုတွားရောက်ကူညီကယ်ဆယ်မှုတွေကိုပြုလုပ်ခဲ့ပါသေးတယ်ဒီလိုမျိုးငလင်ဘေးတင်ပြည်သူတွေကိုကူညီလူတန်းမှုတွေလုပ်နေတဲ့ဆယ်လီအောင်ရဲကျော်ကငလင်ဘေးမှာလိုင်းပေါ်ကနေအားချောင်ပြီးတော့ငွေရှာနေတဲ့ဆယ်လီမီချိုကိုဒဲဝုန်းလိုက်တာဖြစ်ပါတယ်မီချိုကတော့ငလင်ဘေးမှာပြေးသွားလို့လူတွေစိတ်ဝင်စားမဲ့သတင်းမရှိချိန်မှာဆယ်လီအောင်ရဲကျော်နဲ့ပွဲဖြစ်ပြီးတော့အတန်းရှင်းရှာနေရလဲဖြစ်ပါတယ်။မီချိုကတော့သူကအောင်ရဲကျော်ထက်အဆအရာရာတာလွန်နေတယ်ဆိုပြီးစိန်ခေါ်ထားတာလည်းဖြစ်ပါတယ်။တချို့ကလည်းဆယ်လီမီချိုကဂျာမနီနိုင်ငံကိုရောက်နေရတောင် Facebook ကပတ်စံမှတ်ပြီးတော့ငွေမရှာတင်ကြောင်းအမှန်တကယ်အင်တာနက်ကရှာခြင်းနဲ့ဆိုရင်ကိုပိုင် talent ပုံရိပ်ကောင်းတစ်ခုနဲ့ပတ်စံရှာတင်တယ်လို့ပြောကြပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောဆယ်လီမီချိုနဲ့အောင်ရဲကျော်တို့ရဲ့ပွဲကိုဘယ်လိုမျိုးမြင်ကြပါသလဲရှင်။အဆုံးထိကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။